ကညညချောင်းဆိုးလို့အိမ်မရဖြစ်တဲ့အခါမှာချောင်းဆိုးပြောက်စေတွေချက်ချင်းတိုက်ဖို့လိုနေပြီလားဒီမေခွန်းလေးရဲ့အဖြေကိုတော့ဒီဗီဒီယိုထဲမှာရှင်းပြပေးသွားမှာဖြစ်လို့အဆုံးထိကြည့်ရှုပေးကြပါအောင်နော်အားလုံးပဲမင်္ဂလာပါကျမတော့ကလေးတစ်ခုဆရာဝန်ဒေါက်တာလင်းဖြစ်ပါတယ်ကလေးကျမကြီးဘူးသားတွေကိုဒီ Happy Kids page ကနေပြီးတော့မှမျှဝေပေးလျက်ရှိပါတယ်ခုနကပြောတဲ့ချောင်းဆိုးတယ်ဆိုတာကပြင်ပနေဝင်လာတဲ့ဖုံဖုတ်တွေမိကူးငွေတွေပိုးမွှားတွေဘက်တီးရီးယားတွေ virus တွေစသဖြင့်ပြင်ပနေဝင်လာတဲ့အရာမှန်သမျှကိုလူရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ကိုယ်ခံအားစနစ်ကနေပြီးမှပြန်ပြီးတော့တိုက်ထုတ်တဲ့အဲ့ဒီခါမှာချောင်းဆိုးတယ်ဆိုပြီးတော့ဖြစ်လာရပါတယ်ချောင်းဆိုးတယ်ဆိုတာကဒီယောဂလက္ခဏာတစ်ခုခုကိုဖော်ပြနေတာမျိုးမဟုတ်ဘဲနဲ့တခြားလူရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အနေအထားတစ်ရပ်ကိုဖော်ပြနေတယ်လို့လည်းပြောလို့ရပါတယ်အဲ့ဒါကြောင့်မို့ဒီချောင်းဆိုးတာကိုလုံးဝချက်ချင်းကြီးဟန့်တားလိုက်မယ်ဆိုလို့ရှိရင်ချွဲသလိပ်တွေကအတွင်းထဲမှာအောင်းနေမှာကိုစိုးရိမ်ရပါတယ်ဒါပေမဲ့ဒီချွဲသလိပ်တွေကိုလုံးဝမဟန့်တားဘဲနဲ့ချောင်းဆိုးပြောက်စီကိုလည်းမတိုက်ရဘူးလို့လည်းမဆိုလိုပါဘူးဒါဆိုလို့ရှိရင်ဘယ်ခါမျိုးတွေမှာဆရာဝန်နဲ့ပြသင့်ပြီးတော့ဆေးတိုက်ဖို့လိုအပ်မလဲဆိုတော့ကလေးကအဲဒီချောင်းဆိုးပြီးတော့အိမ်မရဖြစ်နေမယ်ဆိုလို့ရှိရင်ချောင်းဆိုးပြီးတော့ချွဲအံ့နေမယ်ပြီးတော့ချောင်းဆိုးပြီးတော့အသက်ရှူကကျက်နေမယ်မောနေမယ်ပြနေမယ်ပြီးတော့နို့မဝင်တာမျိုးနို့မဆိုးတာမျိုးပြီးတော့အသက်ရှူလို့ရှိရင်လည်းရင်ဘတ်အောက်ချိုက်ဝင်နေတာမျိုးဒီလိုမျိုးဖြစ်နေတယ်ဆိုလို့ရှိရင်တော့ဆရာဝန်နဲ့အမြန်ဆုံးပြသင့်ပြီးတော့ဆေးကုသမှုကိုခံယူပြီးတော့ဆေးတောက်သင့်ပါတယ်ဒီလိုမျိုးချောင်းဆိုးပြောက်ဆေးတွေကိုမတိုက်ခင်မှာအိမ်မှာပြုလုပ်လို့ရတဲ့အိမ်တွင်းကုထုံးလေးတွေလည်းရှိပါတယ်အသက်တစ်နှစ်အထက်ကလေးတွေဆိုလို့ရှိရင်တော့ပြားရည်ကိုလက်ဖက်ရည်စွန်းတစ်စွန်းစာပေါ့ဒါကိုတိုက်ပေးလို့ရတယ်ပြီးတော့ရေနွေးချမ်းတိုက်တာမျိုးပြီးတော့တံမယာရည်တိုက်တာမျိုးရေရင်းများတိုက်တာမျိုးနှာခေါင်းအဆက်ချဆေးရည်လေးတွေကိုထည့်ပေးတာမျိုးပြီးလို့ရှိရင်ရေနွေးငွေ့ဆက်သုံးတာမျိုးပြီးတော့တက်ရှင်းလက်ဆက်တဲ့လေကိုရှူရှိုက်ပေးတာမျိုးဒါမျိုးလေးတွေလုပ်ပေးခြင်းအပြင်သက်သာစေနိုင်ပါတယ်တကယ်လို့အိမ်မှာရေနွေးငွေ့ဆက်မရှိဘူးဆိုလို့ရှိရင်လည်းအဲ့ဒီအခန်းအလုံပိတ်ဥပမာအားဖြင့်ရေချိုးခန်းလိုနေရာမျိုးမှာမော်နော်ကလေးနဲ့တူတူဒီရေနွေးစလုံးထဲမှာရေနွေးကိုထည့်ပြီးတော့ခက်လှမ်းကနေပြီးတော့မှကလေးနဲ့တူတူ15မိနစ်20လောက်ထိုင်ပေးခြင်းအပြင်ချောင်းဆိုးချွဲကျက်တာကိုသက်သာစေပါတယ်ဒါကြောင့်မို့ကလေးမိဘတွေကိုမှာချင်တာကဒီချောင်းဆိုးလို့ရှိရင်ချောင်းဆိုးပြောက်စေကိုချက်ချင်းတိုက်ဖို့မလိုသေးပါဘူးခုနပြောတဲ့အိမ်တွင်ကုထုံးလေးတွေကိုအရင်ဆုံးလုပ်ကြည့်လို့ရပါတယ်ခုနပြောတဲ့အဲ့ဒီဆရာဝန်နဲ့အမြန်ဆုံးပြသရမယ်စိုးရိမ်ရတဲ့လက္ခဏာတွေရှိမယ်ဆိုလို့ရှိရင်တော့လည်းခက်မြန်တော့ဆရာဝန်နဲ့ပြသင့်ပါတယ်ဒီဗီဒီယိုလေးကတခြားကလေးမိဘတွေအတွက်လည်း like and share လုပ်ပေးလို့ရပါတယ်ကလေးကျမကြီးဘူးသားတွေကိုဆက်ပြီးတော့ကြည့်ရှုနိုင်ဖို့အတွက်ဒီ Happy Kids page ကိုလည်းfollow လုပ်ထားလို့ရပါတယ်ကလေးများအားလုံးကျမပျော်ရွှင်သောအနာဂတ်ကိုပိုင်ဆိုင်နိုင်ကြပါစေ